ဟယ်လိုဒါဝါသနာရှင်ညီကိုမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျကိုတီဟာမြမပပဲမှာကြိုဆိုပါရစေကျွန်တော်ခုမိတ်ဆက်ပြီးမဲ့ကောင်လေးကဂျပန်ကင်တိုအသွား24လက်မှအယိုး12လက်မှရှိပြီးတော့တန်သားလုံးဝအထူးအာမခံပါတယ်ဒါတော့မမြုပ်ချောင်းတစ်ချောင်းပါမယ်ဗျတုံးသီးလေးပါမယ်နောက်မှကွင်းပေါ်တော့ကျွန်တော်တို့ကာတာနာစတိုင်လုံးဝတိချာလုပ်ပေးထားတယ်ဒါရန်ကုန်မြို့ကဒီကွန်မြင့်မင်းရဲ့အော်ရာမာလေးပေါ့ဒီကောင်လေးကတော့ဒါဓမ္မပုံစံအောင်မှလက်ကင်အရှိနဲ့ဒီဇိုင်းတစ်မျိုးပေါ့နော်ဒီဘက်ကကျွန်တော်တို့ကောင်လေးကဒါမြမငှက်ကြီးတော်မြမယူကငှက်ကြီးတော်မှာမြမမှုလက်ရအပြည့်နဲ့စစ်သူကြီး9ဦးပုံကိုဒါရဲ့ဒီကြေးပန်းတွေအပေါ်မှာပေါ့နော်ကနုတ်ပန်းလက်ရတွေနဲ့မြမမှုမြမဟန်စစ်ဖြင့်ကျွန်တော်ဖန်တီးပြုလုပ်ပေးထားတယ်ဒါတော်လေးရထောင်မလဲဖြစ်ပြီးတော့ဒါတော်ပေါ်မှာမဟာဗန္ဓုလဇတ်တော်ကိုလည်းအပြည့်ရိုက်နေပေးထားတယ်ဗျတန်သားကတော့လုံးဝထူအာမခံနဲ့စီသားလက်ရလုံးဝစိတ်တိုင်းကြကျွန်တော်တို့အချိန်စုံနဲ့တစ်လားလောက်ပြီးတော့လောက်ရတဲ့ကောင်လေးဖြစ်မယ်စီးနှုံးလေးက6သိန်းကျပ်ပါဗျဆက်သွယ်မှာကျင်နေဆိုကျွန်တော်ရဲ့ဖုန်းနံပါတ်399390တစ်ခုနဲ့ Viber တို့မဟုတ်ကျွန်တော် Facebook ဒီ Messenger မှာလည်းဆက်သွယ်ပြီးတော့ order မှာနိုင်ပါဗျရန်ကုန်မန္တလေးဆိုရင်တော့အိမ်ရောက်ပို့ဆောင်ပြီးတော့တခြားမြို့ကြီးဆိုရင်တော့ဒီဆက်ရကားကြီးရောက်ကိုပို့ဆောင်ပြီးပါတယ်အားလုံးကျေးဇူးတင်ပါတယ်